ခင်ဗျားစောက်ထားတဲ့ website ကို hacker တွေကအခုတောင်ဝင်မွေနေနိုင်တယ်ဆိုတာခင်ဗျားသိလား website တွေကုတ်တွေတော့ရေးတတ်ပါပြီဒါပေမဲ့ခင်ဗျားရေးထားတဲ့ website တွေကိုသူများတွေလွယ်ကူဝင်မွေသွားလို့ရနေတယ်ဆိုလို့ရှိရင်အဲ့ဒီကုတ်တွေကဘာတန်ဖို့မှမရှိတော့ဘူးဆိုတာခင်ဗျားသတိထားဖို့လိုပါတယ်အခုမှစလေ့လာတဲ့ beginner အများစုက website တစ်ခုကိုအလုပ်လုပ်ရုံပဲအာရုံစိုက်ပြီးတော့ security လို့ခေါ်တဲ့လုံခြုံရေးပိုင်းကိုမေ့ထားတတ်ကြပါတယ်ဥပမာ user တယောက်ကရိုက်ထည့်လိုက်တဲ့ password တွေကို database ထဲမှာပေါ့နော်အတိုင်းသားမြင်ရတဲ့ plain text အတိုင်းသွားသိမ်းထားတာမျိုးကအရန်အန်တွေများပါတယ်အပြင်က hacker တွေက SQL injection လို့နီးလန်းတွေသုံးပြီးတော့ခင်ဗျားရဲ့ database တွေက data တွေကိုခိုးယူသွားနိုင်ပါတယ်ဒါကြောင့် backend ရေးတဲ့အခါမှာ password တွေကိုမဖြစ်မနေ encrypt လုပ်ပြီးတော့မှသိမ်းဖို့လိုအပ်ပါတယ် user စီကဝင်လာတဲ့ data တိုင်းကိုလည်း zoom မျက်စိမိတ်ယုံပြီးတော့မှမသိမ်းမဲနဲ့ပေါ့နော် validation တည်ချာခံပြီးတော့မှသိမ်းတင်ပါတယ်လုံခြုံရေးစနစ်တွေပါဝင်တဲ့ website ကောင်းတစ်ခုတည်ဆောက်နိုင်မှသာခင်ဗျားဟာကုမ္ပဏီကြီးတွေကအပြိုင်အဆိုင်ခေါ်ခြင်းနဲ့ professional senior web developer တယောက်ဖြစ်လာမှာပါ website တစ်ခုကအလုပ်လုပ်ရုံနေမကဘဲနဲ့စိတ်ချရတဲ့ security စနစ်ကောင်းတွေအခြေခံကစပြီးတော့ပိုင်နိုင်စွာတည်ဆောက်တတ်ဖို့လိုအပ်ပါတယ်ဒါတော့တမင်လိုရှင်းနည်းပညာဘုဒ္ဓရာတွေကိုမျှဝေသွားတာဖြစ်ပါတယ်တကယ်လို့မိတ်ဆွေကကိုယ်တိုင် website တွေ web application တွေရေးသားဖန်တီးနိုင်ပြီးတော့ web development career စနိုင်တဲ့အထိအခြေခံကစပြီးတော့ကာကြီးကနေဇက်တီစလေဆိုစနစ်တကျလေ့လာခြင်းနဲ့ဆိုလို့ရှိရင် comment မှာ web လို့ရေးခဲ့ပြီပါ message မှာကျွန်တော်အသေးစိတ်လာရှင်းပြပေးပါမယ်